ထိပါဘူးပေါ့နော် baseline ရှိဥပဒေမှာလည်းဘယ်ခေတ်ဘယ်ကာလဘယ်ချိန်နေပဲရရအောင်လူဆိုရမျိုးနဲ့ပဲလို့ဘယ်တိုင်းပြည်မှာပဲရှိနေတော့ baseline ကိုကျော်လို့မရအောင်အဲ့ baseline လေးကိုခုနကျွန်တော်တိုင်းပြည်ကပါလဲဆိုဥပဒေဆိုင်ရာဒီစီမင်းစည်းကမ်းတွေဒီနာတွေကိုကျွန်တော်တို့ကလိုက်နာတာဆိုတဲ့နေရာကိုမရောက်တဲ့အပြင်ကိုလိလာတဲ့ဟာပေါ့တိအောင်ကိုမလုပ်တဲ့ခါကျတော့ခုနကျွန်တော်ပြောတဲ့ baseline မကျော်နဲ့ဆိုတဲ့ဟာလေနောက်တစ်မျိုးခက်ပြန်အောင်ပေါ့နော်သို့တော်လည်းပဲခုချိန်ခုခါအကောင်းဆုံးကပါလေဆိုတော့ကိုနဲ့ဆက်ဆိုင်တဲ့လုပ်ငန်းတွေမှာဒါခုနအဲ့ဒီ baseline လေးတွေရှိတယ်ဒီသူ့အောက်ကိုရအောင်မတော်စေချင်ဘူးခုန sustainable နဲ့ responsible မှာလည်းအလားတူပဲ sustainable ဖြစ်ဖို့တစ်ဖက်ကလိုအပ်တယ် responsibility မှာဒီ baseline မှာကိုလိုက်နာရမယ်စီမင်းစည်းကမ်းရဲ့ဘောင်ကိုအောက်ကိုတော့ရောက်လို့မဖြစ်ဘူးရောက်ရင်personal အရာရော professional အရာရောတော့ပြီးတော့ထိစရာတွေအများကြီးရှိတာလုပ်ငန်းငွေကြေးတွေမဟုတ်ဂုဏ်သိက္ခာတွေဆုံးရှုံးတာတွေရှိတယ်တိုင်းပြည်လည်းဒီလိုပဲနောက်ခုဒီဟွာကတင်းဘွဲတွေပြန်ပြီးတော့လှုပ်ရှားလာတာတွေဒါအကောင်းတယ် exposure ပြန်တင်ဖို့ပေါ့နော်ကျွန်တော်တို့မှာထိုက်တဲ့လေးလာမှုတွေရှိတယ်ထိုက်တဲ့တွေ့ကြုံတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံတကာရဲ့ဒီတခြားကိုတိုင်းပြည်တွေမှာဘယ်သူတွေပါလုပ်နေလဲဆိုတာလောက်နဲ့ရပ်လို့မရဘူးကို industry နဲ့ဆိုင်တဲ့ exposure ကိုဖွက်ရှာဖို့အလွတ်ထွက်တာမဟုတ်အပြောထွက်တာမဟုတ်စိတ်ကူးထွက်တာတတ်မဟုတ်ပဲနဲ့ပေါ့နော်ဒီကို industry နဲ့ဆိုင်တဲ့ဒီတိုင်းပြည်တွေက association ပေါင်းရုံဒီနိုင်ငံတကာအလိုက်ရှိတဲ့ association တွေနဲ့ချိတ်ဆက်ဖို့ exposure ယူဖို့အချိန်ပြန်လှည့်လာပြီလို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့ဒီဟာလေးပေါ့နော်ဒါရှိမှလည်းယူခဲ့တယ်ဆရာတို့ဒီအရင်ဒီ tourism ဆိုလို့ရှိရင်လည်းဒါအများကြီးပေါင်းဆက်ပြီးလုပ်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်း research တွေလုပ်တဲ့အခါမှာဒီ covid အပြီးမှကျွန်တော်ဗာသတိထားပြီးတယ်ခုနပေါင်းဆက်ရေးမှာဒီအစိုးရကတော့ association ကရောဒီမတူညီတဲ့ restaurant hotel travel အားတွေအကုန်လုံးကစီးကျက်နေပြီကျွန်တော်တို့ဘန်ကောက်ကိုသွားပြီးစီဝေးလုပ်တယ်ဆိုရင်